ကုန်ကြလေးသက်သာပြီးတော့ဒီနေ့စားကောင်းတဲ့ဟင်းလေးချက်ကြည့်ပါဆိုလို့ချစ်စရာလေးလည်းကောင်းတယ်ဒီဟင်းလေးချက်စားဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးလှိထားတဲ့ခရမ်းလေးကိုစားရည်လေးနဲ့စိတ်ထားပေးလိုက်မယ်ဒီတော့ဒီတူကြောင့်တော့အစိမ်းထက်တာနဲ့စားလို့ရှိရင်တော့ဒီလိုမျိုးကြော်ထက်တာပို့ပြီးတော့စားကောင်းစေပါခင်ဗျာဒီတော့ဒီစိမ့်နဲ့ချက်တော်ကျူထားတော့ပေးလိုက်မယ်အာလူပြီးပြီဆိုရင်တော့ခင်းပြီးထည့်ပြီးမယ်ထုံးသားလေးထည့်ပြီးမယ်ဒီစရာကြီးကြော်ထားပါမယ်စားတဲ့ချက်လေးထည့်ပြီးတော့ရှားတဲ့နဲ့ခဏနဲ့ထောက်ပြီးမယ်ဒီတော့ဒီလေးထည့်ပြီးတော့ချက်ထားပြီးဆိုတော့ခုနကြော်ထားတဲ့မီတူကြော်လေးထည့်ပြီးမယ်ဒီဟင်းချက်လို့ရှိရင်တော့ကျွန်တော်ကတော့အပိစိမ့်နဲ့ပြောက်ပြီးတော့ဒီလုံးဝကြောက်လာတယ်ကြာကြာလေးချက်ပြီးပါဗျာအဲ့လိုလေးတခြားချက်ပြီးဆိုတော့ကိုကြက်တက်သွားပြီးတော့သမီးအလုပ်ဆောင်လို့ကောင်းတယ်ခင်းပြီးရဲ့မီတူကြော်လေးကရှားပါခင်ဗျာကဲဥစားကောင်းခင်းကောင်း